တရားနာပဲအနုပညာလောကမှာကြည်လိုက်တယ်တရားနာပဲရှေ့တုန်းကနဲ့တရားနာပဲဒီနေ့ခေတ်တူသေးလားတူသေးလားမတူဘူးပြိတ္တိအကုန်လုံးမကွာဘူးလားကွာသွားပြီကြည်လေတခါဦးကြည်သိန်းတို့ကျတို့ဟိုတုန်းကဆိုကျတို့ကြောရွာတွေမှာဆိုရင်တခါနာမည်ဘယ်လိုခေါ်လဲတခါကြီးတခါဦးမြင့်ကိုတို့တကယ်ပြောရမှာတခါကြီးတို့ဆိုမှပြောလို့ကောင်းတာရှင်းမိနောင်မိလူတွေကြည်လေတခါကြီးကျတို့ဟိုတုန်းကကြောရွာတွေမှာတာကြီးရှင်လူတွေလုပ်တယ်ဆိုမန္တကြီးတွေအလူတော်မင်္ဂလာမန္တကြီးကိုတပတ်10လောက်လို့ပဲကြိုးပြီးမဆောက်ဘူးလားဆောက်တယ်နော်အိုကာလာသာခေါင်းတောင်ရှိတဲ့ပုဂ္ဂိုလ်တွေကနေမှနော်ဦးကြည်သိန်းတို့ကဟုတ်လားထမင်းကျွေးတောင်ကြပါတယ်ဟုတ်လားတခါကြီးနားမဘူးဦးမြင့်ကိုကျုပ်ကလည်းမန်မိုရီကမကောင်းတော့ဗျာအတက်ကကြီးနော်အဲ့တော့တခါကြီးကိုမြင့်ကိုတို့ကခင်ဗျာကိုမြင့်ကိုတို့ကဇဝဲတန်ရထမ်းတောင်ကြပါတယ်သူကထမင်းကျွေးတောင်ကြပါတယ်ဘာညာသူပြိတ္တိဒါတွေကပြိတ္တိကွန်းသားဆေးတောက်ပြိတ္တိရိုက်အောင်နှိုးသွားတာဟုတ်မှန်းလားအဲ့တော့ပြိတ္တိတပတ်10လောက်အလိုကြတဲ့ပြိတ္တိမန္တနဲ့ဒီပြိတ္တိအတန်ကျက်သက်ဓာတ်ဆက်ကလည်းမန္တထဲမှာမရှိဘူးလားကောင်းပြီပြိတ္တိအဲ့တုန်းကဓာတ်ဆက်ဆရာတွေပြိတ္တိမန္တထဲမှာပြိတ္တိဖွင့်တဲ့အခါမှာပြိတ္တိကြက်တီရှိတဲ့အချိန်နေမဖွင့်ဘူးလားဟာဘလို့ဒီနေ့ဖွင့်လဲပြိတ္တိနားထောင်ကြည့်လေအောင်သေးတူအောင်စုရပါလေအောင်မလေးအောင်မလေးအောင်မတဲ့အောင်မကျက်သေးအောင်မလေးသိမ့်ပေါင်းရပေါင်းအောင်လေးအောင်ကျက်သေးတို့လိုအောင်ညာအလေးစီလိန်နေတို့ရလေဖြိုးရလေအောင်ညလေအောင်ညလေအောင်ညောင်းမြတ်တာဩဘာဒံနေရာကျော်တက်တိုင်းမြက်ခိုင်လာလေအောင်တပြေညောင်းရီဇေတုနောင်ကအောင်မလေးဇေတုနောင်ကအောင်မလေးအောင်သေးအောင်ပါစေထာမျိုးတွေပြိတ္တိမှန်းလားကြက်တိရှိရင်မဖွင့်ခဲ့ဘူးလားဒါကမန္တထဲမှာပြိတ္တိမှန်းလားဟောလာပြီနောက်နေ့ရှင်လောင်းလက်ကြပြိတ္တိဘာတွေဖွင့်သာသနာမွေဟိန်ဝေပြန်လင်းလူမင်းသူတို့ကြည်ယူတဲ့ဥမြတ်တိမင်္ဂလာရှင်သာမဏေသွတ်သွန်းပွဲတွေမို့တပီလုံးနဲ့ပြောစို့ဒါနပိမန္တိကျွန်းကလေးလောင်းဝတ်တန်လူနာပြမတဲ့သူတွေကအမှုတက်ကလေးပြုပေတော့တာရုခေါ်လေတော့အမြတတဝဝီနေရကြမ်းမသိချမ်းသာလေးလမ်းဖြဝေအာယုံဥထုတဲ့ခါသမယလေးဒီနေ့တော့ဝမ်းပေးမတန်အေးချမ်းနိုင်ပါစေချမ်းနိုင်ပါစေမေတ္တာဘုအောင်ဒိဋ္ဌံကိုချွေမင်္ဂလာပြောတံဝေစေမထောမနာချွေဒိဋ္ဌဘုတဝံလူရန်နိုင်လေမင်္ဂလာပြောတံဝေကြက်တည်မရှိလားဘယ်တော့ကရှင်လောင်းလှဲ့ရှေ့တုန်းကရှင်လောင်းလှဲ့ပြိတ္တိဘယ်တုန်းကရှင်လောင်းလှဲ့မှန်ရလားပြိတ္တိကြက်တည်မရှိလားဒီနေ့ကရှင်လောင်းလဲပြိတ္တိဒီလိုဟုတ်သေးလားလာပြီဒီနေ့ကရှင်လောင်းလဲဗာတွေနဲ့လဲလားပေါ်မလုံးရှေးကကြည်လဲမလုံးဘေးကကြည်လဲမလုံးနောက်ကကြည်လဲမလုံးအောက်ကကြည်လဲမလုံးပေါ်မလုံးပြိတ္တိမှန်ရလားပြိတ္တိအဲ့ဒီပေါ်ကိုဆိုသွားတာကဗိတ္တိဆရာကျုပ်မပြောတော့ဘူးနော်ပြိတ္တိမှန်လားအဲ့ဒီလိုတရားနာရတဲ့လူပုံအလဲမှာကြက်သေးမင်္ဂလာအပေါင်းနဲ့ပြည့်စုံရမှာပဲဆိုတော့ဗိသိဆရာကပြိတ္တရဲ့ဒုတမြောင်ပေါင်းတမြောင်နဲ့ပြိတ္တရဲ့ရှေ့ပေါ်မလုံးဒါကအစွတ်တက်ပြီးပြိတ္တဒီသချင်းကအစွတ်တက်ပြီးအောင်မြင်သွားသူကအောင်မြင်တော့လာပြီးနောက်ဗိသိဆရာကဒါကိုအောင်မှလို့အတူခိုးတောက်တဲ့သမီးကအုံနောက်ဆေးရပါအမေရဲ့ကိုလင်နာယူတယ်ပေါ့လေမှန်လားဒီလိုနဲ့တရားနာပဲတောက်တိလည်းပြီးအဲ့တောက်တိတွေကအောင်မြင်သွားအောင်မြင်တော့တရားနာပဲဒါကိုအဟုတ်မှလို့အတူကိုနောက်ပိတ်သေးကလာပြီဒေါ်တီနောင်ဒေါ်တီနောင်မဆိုဘူးလားတိချာနားထောင်မယ်နော်ပြိတ္တိပထမဆိုလိုက်တာကဘာလဲပါဇတ်ပါတဲ့လူတိုင်းဖြေပါပထမဆိုတဲ့တရားဒုတိယဆိုတာကမဖြစ်ရင်သိမ့်မှာသိချော့ရဲ့ဘုံကြီးမဟုတ်ဘူးပြိတ္တိမှန်းလားပထမဆိုလိုက်တာကဒုတိယကတတိယကတော်တီနောင်ဗါလဲညီမေတောင်တီနော်ပါလားဟုတ်တယ်ပြောင်းမြန်ကိုဆိုရပြဒီမှာဟုတ်သလားမဟုတ်ဘူးလားဟုတ်တယ်မဟုတ်လားသိလင်သွက်တဲ့ဘုံကြီးတော်တီနောင်မှဆိုတောင်တီနော်သူ့မေတောင်တီနော်ပါလားဟုတ်တယ်ဗျာဒီကမပြောတဲ့ကနော်ပြောလို့ပြောတယ်ကမအပြည့်ပြောရမို့နော်တခါလေးတရားနာပဲ
အဲ့လိုပိဋကကလည်းပါသေးတာ